အခုဒါကျွန်တော်လက်ရှိပြထားတော့ Sony SO9 ဖြစ်တယ်ပေါ့နော်ကျွန်တော်ကဒီမှာ CarPlay မှာဥပမာဖုန်းနဲ့ချိန်မယ်ဆိုလို့ရှိရင်လည်းချိန်လို့ရတယ်ပေါ့ဖုန်းနဲ့ချိန်တဲ့အခါမှာကျွန်တော် YouTube သုံးလို့မရဘူးပေါ့နော်အဓိကတော့ကျွန်တော် YouTube တို့ Netflix တို့ဒီမှာသုံးလို့ရတယ်ပေါ့နော်ပြီးတော့ Play Store ပါဒီထဲမှာပြင်ပါတာဖြစ်တဲ့အတွက်ကိုကဘယ် software ကိုဘယ် application ကိုပဲ download ဆွဲအဆင်ပြေတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒါ Epic CarPlay ပေါ့နော်ကျွန်တော်ကဒီဘောက်ထဲကပါတဲ့ဒီ AI ဘောက်ပေါ့နော်ဒီဘောက်လေးကို link လုပ်ထားတာဖြစ်တယ်ပေါ့နော်ဒီဘောက်လေးကဘယ်မှာလဲဆိုတော့ဒီမှာ wine လေးပေါ့နော်ဒီ wine လေးချပြီးတော့ဒီဘက်မှာကျွန်တော် USB ဒီမှာ data suppose လုပ်တဲ့ USB cable နဲ့ပေါ့နော်ဒီထဲမှာကျွန်တော် join ထားတာဖြစ်တယ်ပေါ့ဒီဘောက်လေးထဲမှာပါတာဖြစ်တယ်ဒီထဲမှာလည်းကျွန်တော် USB က Type C ရော USB ဘောက်ကော2မျိုးပေါ့နော်ကျိုး2ချောင်းပါတာဖြစ်တယ်ပေါ့အဲ့တော့ကျွန်တော် join လိုက်ပြီဆိုလို့ရှိရင်ဒီမှာ Epic CarPlay က auto ပေါ်နေမှာဖြစ်တယ်ပေါ်နေမှာဖြစ်တဲ့အတွက်ဒါကတော့ကျွန်တော် map ကြည့်လို့ရမယ်ပေါ့နော်ဒီမှာ YouTube ကြည့်လို့ရမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာ all app မှာပေါ့နော်ဒီထဲမှာဝင်ပြီးကျွန်တော် Chrome တို့ Gallery တို့ကိုပုံတွေကိုလည်းဒီထဲမှာပြန်ကြည့်လို့ရမယ်Telegram တွေပါတယ်လည်းကျွန်တော်သုံးမယ်ဆိုသုံးလို့ရတယ်ဖုန်း call တွေပါတယ်လည်းအကုန်လုံးသုံးလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော် Sony SO9 မှာတက်ထားကိုပြထားတာပေါ့နော်တခြားကားတွေမှာလည်း Apple CarPlay Android Auto ရတဲ့ကားမျိုးစားတွေမှာလည်း infotainment screen ကိုကျွန်တော်ဒါ Android ဖုန်းအဖြစ်နဲ့ပြောင်းလို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်က Facebook သုံးချင်လားသုံးလို့ရသေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီမှာ Play Store Original ပါတာဖြစ်တဲ့အတွက် Video Call ခေါ်တာလွယ်ပြီးတော့ channel ဟာတွေတော်တော်များများဒီမှာသုံးလို့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာ download ဆွဲပြီးတော့သုံးလို့ရတာဖြစ်ပါတယ်ဒီပေါက်လေးတွေကိုလိုချင်တယ်ဆိုရင်တော့ကျွန်တော်ဒီမှာ9သိန်းခွဲနဲ့ရောင်းချပေးနေတာဖြစ်ပါတယ်ဒါကတော့ China Made brand ဖြစ်ပါတယ် China Made brand ဖြစ်ပြီးတော့ official warranty 1 year ပေးထားတာဖြစ်ပါတယ်တစ်နှစ်အတွင်းမှာမိမိကြောင့်မဟုတ်ဘဲနဲ့ပေါ့နော်ဆက်ရတာကြောင့်ဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ကြတော့လဲပေးပါတယ်brand ကတော့ Carlin It ပေါ့နော် Carlin It AI ဘောက်ဖြစ်ပါတယ်ဒါကကျွန်တော်စောစောအောက်မှာချိတ်ထားတဲ့ဒီဟာပေါ့နော်ဒါကိုကျွန်တော်ဥပမာဖြုတ်လိုက်မယ်ပေါ့နော်ဖြုတ်လိုက်တယ်ဆိုလို့ရှိရင်ဘာမှမပါဘူးဒါကိုပဲကျွန်တော်ဖြုတ်လိုက်မယ်ဒီဘောက်လေးပေါ့နော်အထဲမှာပါတာတော့ဒီဘောက်လေးနဲ့ဒီကြိုးလေးပဲဖြစ်တယ်ဒီကြိုးကလည်းဒါ USB လည်းရတယ် Type C လည်းရတယ်ပေါ့နော် Type C ကြိုးလည်းပါတယ် USB Type C ကြိုးလည်းပါတယ်ပေါ့နော်အဲ့တော့ဒီမှာကကြတော့ကျွန်တော်ဒါဆင့်ကတ်ထည့်လို့ရတယ်ကျွန်တော်တို့ဒီထဲမှာဆင့်ကတ်ထည့်ပြီးသုံးတယ် hotspot အနေနဲ့လွှင့်ပြီးသုံးလို့ရတယ်ဒီဘက်ကmemory မလောက်ရင်ထပ်ဆိုင်ပြီးတော့သုံးလို့ရတယ်ပေါ့နော် AI ဘောက်ကမှကျွန်တော် Android 30 version memory က8128ဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီမှာ Sona နေရာမှာပြန်သွားရင် Apple CarPlay မှာဘာမှမရှိတော့ဘူးဖုန်းနဲ့ချိန်မယ်ဆိုလို့ရှိရင်လည်းချိန်လို့ရတယ်ဖုန်းနဲ့ချိန်တဲ့အခါမှာ Google Map ကိုပဲအဓိကသုံးလို့ရတယ်ပေါ့နော်ကျန်တဲ့ဟာတွေကတချင်းဖွင့်တာတော့ပဲရှိတယ် YouTube ဖွင့်တယ်ဆိုလို့ရှိရင်လည်းဒီ screen မှာလာပြီးတော့ကြတော့မီဒီယာအနေနဲ့ပဲသွားတယ်ပေါ့နော်ဗီဒီယိုအနေနဲ့က play မဖြစ်ဘူးပေါ့အဲဒါကြောင့်မလို့ကျွန်တော်ကဒီ AI ဘောက်လေးကိုဒီဘက်မှာပေါ့နော်ဒါလည်းကျွန်တော်ဒီဘက်မှာ USB data transport ဖြစ်တဲ့အပေါက်ကိုထိုးမှာပေါ့နော်ဒီဘက်မှာလည်း USB ဘောက်ပါတယ်ဒါမျိုးလေးဒါကကျ USB ဘောက်ကအာသွင်းတဲ့ဟာတွေပဲဖြစ်တယ်ပေါ့နော်အာသွင်းတဲ့ဟာတွေဆိုရင်မရဘူးဒီဘက်ပေါက်မှာပဲထိုးရမယ်ပေါ့နော်အဲ့မှာလည်းသူက USB data transport ဖြစ်တဲ့ဟာဆိုလို့ရှိရင်ဒီသင်္ကေတလေးနဲ့ပေါ့ data transport ဖြစ်တဲ့ဟာလေးပါတယ်ပေါ့နော်အမီလေးလင်းလိုက်ရင်ခဏဆောင်လိုက်ပါဒါဆိုလို့ရှိရင် loading ဖြစ်နေပြီပေါ့နော် loading ဖြစ်ပြီးတော့ဒီမှာဒီဘောက်ဆိုပြီးတော့ပေါ်လာတယ်ဒါကဒီကားရဲ့ infotainment screen တစ်ခုလုံးကို Android system အဖြစ်နဲ့ပြောင်းသွားတာပေါ့နော်default အနေနဲ့ကဒီမှာ Google Map ပါတယ်ပေါ့နော်ဒီ screen ကိုတစ်ချမ်းစီခွဲသုံးလို့လည်းရတယ်ဒီမှာ Play Store လည်း fit in ပါတယ်ပါတဲ့အတွက်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတော့ဒီထဲမှာကိုယ့်ရဲ့ Gmail ဝင်လိုက်ပြီးတာနဲ့အကုန်လုံးကိုသုံးလို့ရတယ်ပေါ့နော်Gmail ဝင်လိုက်ပြီးရတယ်တော်တော်များများဖုန်းတစ်လုံးလို့သုံးလို့ရတယ်ပေါ့ဗီဒီယိုခေါ်တာလွဲပြီးတော့အကုန်သုံးလို့ရပါတယ်ဒီလို AI ဘောက်လေးတက်ထားခြင်းအဖြစ်ပေါ့နော်ကျွန်တော်ဒီမှာခလေးတွေပါညာပါတယ်ဆိုလို့ရှိရင်လည်းဘေးမှာကြည့်လို့ရပါပေါ့နော်ပို့ပြီးတော့ငြိမ်သေးတယ်ပေါ့ကိုယ့်ရဲ့ကားမောင်းတာကိုနှောက်ယှက်မဖြစ်ဘူးဒါပေမဲ့ကိုယ်တိုင်ကြည့်ဖို့တော့ကျွန်တော်အားမပေးဘူးပေါ့နော်ကိုကတချင်းသားထောင်းကျင်တယ်ကိုယ်တွေ entertainment လုပ်ချင်တယ်ဆိုရင်တော့ဒါလုံးဝကိုအဆင်ပြေမှာဖြစ်ပါတယ်ဒီ AI ဘောက်လေးတွေကိုလိုချင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်စီမှာလာရောက်ပြီးတော့မေးမြန်းစုံစမ်းနိုင်ပါတယ်တစ်ခုကို9သိန်းခွဲကျပ်နဲ့ကျွန်တော်ရောင်းပေးနေပါတယ်ကြည့်ရှုမှုတွေအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးလည်းအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ဒါလေးကကျွန်တော်ကိုယ်တိုင်လည်းသုံးနေရဖြစ်တဲ့အတွက်လုံးဝကိုအဆင်ပြေလို့ recommend လုပ်ပြီးတော့ကျွန်တော်ရောင်းရခြင်းဖြစ်ပါတယ်